တမန်တော်ဆက်ဆံပြီးတရက်ဆဟာဘာရီနဲ့ထိုင်နေတယ်မဒီနာမျိုးထိုင်နေတဲ့အချိန်မှာဘလူတယောက်ကဝင်လာတယ်ဒီလူတယောက်ကအင်ကြီးလုံးဝဖြူဆွတ်တဲခံလာရတယ်မှာအင်ကြီးဖြူဆွတ်နေရဆိုတာခီးထွက်လာလို့ရှင်ဘယ်တော့မှမဖြစ်နိုင်ပြီးမဒီနာမျိုးမှာအကယ်မျိုးဆိုတာအကြီးမုံမျိုးကတတိ you know အားလုံးရှင်းဘယ်သူလဲဆိုတာတည်ဒီလူကိုဘယ်သူမှမမြင်ဘူးဆဟာဘာရီတွေက okay ဆရာမတက်တာဟာဇရာအူမာဒီဟာဒီဆိုဆင်ပြန်တာနော်ဟုတ်တယ်မလားဟုတ်တယ်ဟာဇက်ဥမာဆင်ပြန်တယ်တခြားဆွာပါလေဆင်ပြန်ထားတယ်ဟာဇက်ကိုယ်တိုင်လည်းဆင်ပြန်ထားတယ်အဲ့တော့ဒီလူဒီတမန်တော်ရဲ့ဒီနော်ထိုင်ဝမ်ကဝင်လာတယ်ဝင်လာပြီးသူဒီတမန်တော်ရဲ့အရှိမတီးနေတော့ထိုင်အဲ့တမန်တော်ဒီလိုမျိုးထိုင်နေနေတော့တမန်တော်ရဲ့ဒူးနဲ့တူနဲ့တွားထိအဲ့လောက်ကြီးအနီးကတော့ထိုင်တာဒါကြီးတမန်တော်မယိုတရားကြောက်တယ်ရတယ်အဲ့တော့တမန်တော်ဘာမီးလဲဆိုတော့ယာမုဟမ္မဒ်တမန်တော်နာမည်နဲ့ခေါ်တာဟိုဆာဘာတွေခေါ်ယာရဆူလလာလို့ခေါ်တာတမန်တော်နာမည်နဲ့မခေါ်ဘူးယာမုဟမ္မဒ်အစ္စလာမ်ဆိုတာဘာလဲဟာဒီစ်မှာပြီးပြီအဲ့တော့တမန်တော်ဘာပြောလဲဆိုတော့အစ္စလာမ်ဆိုတာကရှာဟာဒတ်ဖတ်တာဆွလာတ်ဖတ်တာရိုဇာထားတာဇကတ်ပေးတာဟာဂျ်ဖတ်တာဘာအားလုံးဘာသတိထားမိတာလုံးရက်တည်ပဲအဲ့ဒါဒီအစ္စလာမ်โอเคထပ်မိတယ်အီမန်ဆိုတာဘာလဲအီမန်ဆိုတာအခုနကိုစီမထပ်ပြောသွားသလိုအလာယုံတာဖရိစာတွေကိုလက်ခံတာအလာချပေးရဲ့ကျမ်းတွေကိုလက်ခံတာyou know အလာချပေးရဲ့ကျမ်းတွေနဗီတွေအားလုံးလက်ခံတာယောင်မလ်အာခရာကီယာမတ်နေ့ကိုလက်ခံတာပြီးအလိုက်ကဒ်ကိုလက်ခံတာအဲ့ဒါဘာလဲအီမန်ကဘာလဲယုံကြည်ချက်တည်ပဲโอเคအစ္စလာမ်ရှိရဲ့လူပြောက်ကျွန်တော်တို့ဘယ်လိုခေါ်လဲကျွန်တော်တို့မွတ်စလင်လို့ခေါ်တယ်ဟုတ်ပြီနော်အီမန်ရှိရဲ့လူကျွန်တော်တို့ဘယ်လိုခေါ်လဲမုအမင်လို့ခေါ်โอเคမုအမင်တဝင်ယုံကြည်တော်သူလို့ကျွန်တော်တို့ပြောတယ်โอเคအားလုံးတစ်ခုစဉ်းစားကြည့်နေတာကျွန်တော်အဖြစ်မတောင်းဒါပေမဲ့စဉ်းစားကြည့်နေတာမွတ်စလင်နဲ့မုအမင်နဲ့တူတူပဲလားလို့ကျွန်တော်စဉ်းစားကြည့်ချင်တယ်အဲ့နံပါတ်1โอเคပြီးတော့ဒီပုဂ္ဂိုလ်ကထပ်နေတယ်တမန်တော်ဆက်ဆောင်ရာရဆူလလာအဟ်ဆန်ဆိုတာပါလေအစ္စလာမ်အီမန်အဟ်ဆန်ဆိုတာကတဲ့အတင်ဒီအလာကိုတွေ့ခဲ့တယ်လို့ရှစ်ခိုးတယ်ဒါပေမဲ့အတင်ဒီအလာကိုမတွေ့ဘူးမယ်โอเคဒါပေမဲ့တိတွေအတင်တို့အင်ရှာလာအလာဒီအတင်တို့တွေ့တယ်ဆိုပြောချင်တယ်ကွာဒီလူတယောက်ဒီအလာရှိခဲ့သူသူ့ဘဝအမြဲတမ်းနေကိုအခုအားလုံးမိသားမှာအလာထိုင်လို့ရှိရင်အလာဘယ်လိုနေလဲအဲ့ဒီမိကိုအဲ့ဒီအဟ်ဆန်ဒီဟာဒီဆက်သွားတယ်ဒါပေမဲ့ပြောချင်တဲ့ point ကဒီပုဂ္ဂိုလ်ကြီးထပြီးထွက်သွားတယ်ထွက်သွားတမန်တော်မီရဲ့စာပါဒါဘယ်လိုလဲဒီအတင်တို့သိတာစာပါရမသိဒါဒီဂျဘရီဒီအတင်တို့ကဒင်းတာနာတင်မျိုးလားဆိုအတင်တို့ငါ့ကိုမေးခွန်းမမေးအဲ့တော့ तू တာမေးတာ तू မေးတဲ့မေးခွန်းအဓိကအနှစ်ပဲအစ္စလာမ်ကဘာလဲအီမန်ကဘာလဲအစ္စလာမ်ကဘာလဲအိမ်မှာအဓိပ္ပာယ်ပါပဲဟုတ်ပြီနော်အစ္စလာမ်ဆိုတာဘာလဲလုံရက်တည်ပဲမွတ်စလင်တယောက်ဆိုတာလုံရက်တည်ရှိပြီးတော့ယုံကြည်ချက်မရှိတာဖြစ်နိုင်တာလူကြတယ်လုံးမယ်ဆွာဖတ်မယ်ဇကတ်ပြီးမယ်မွတ်စလင်နိုင်ငံတွေမှာဆိုရင်ပို့ဆိုရပါတယ်မွတ်စလင်အများစုနိုင်ငံမှာအားလုံးဆွလာဖတ်တော့ကိုဆွလာလိုက်ဖတ်တယ်အားလုံးရူဇာထားတော့ကိုရူဇာလိုက်ထားတယ်ဒါပေမဲ့အီမန်မကင်းမရှိဘူးဖြစ်နိုင်တာဖြစ်နိုင်ပါတယ်ဆရာ ဘယ်လိုလဲ sorry ဦးနာဘယ်သူကပြောလဲဖြစ်နိုင်ပါမလားလို့ပြောတယ်ပြောတယ် မင်းနိုင်နေဆရာ ဖြစ်နိုင်တယ်လို့ပြောလားဖြစ်နိုင်မယ်လို့မင်းကြီးကပြောတယ် ဖြစ်နိုင်တယ်ဆရာမိုနာဖစ်ဖြစ်တော့ okay ကိုဟင်းထားတယ်ဖြစ်နိုင်ဟုတ်ပြီနော် ဟုတ်တယ်ဖြစ်နေ အဲ့မှာဘာအာယတ်ပါလဲဆိုလို့ရှိရင်ဒီအာယတ်ဆိုအနိမကျွန်တော်မိတော့လူအုပ်စုတစ်ဖွဲ့ဒီအစ္စလာမ်ကိုလက်ခံလိုက်တယ်အစ္စလာမ်ကိုလက်ခံပြီးတော့ဘာပြောလဲဆိုရင်ငါတို့တွေဒီမုအမင်ပါโอเคငါတို့တွေဒီဘာပြောလိုက်တာလဲငါတို့စီမှာအီမန်ရှိတယ်အဲ့တော့တမန်တော်ဘာပြန်ပြောလဲဆိုရင်အလာတမန်တော်ဘာအမိန့်ခေါ်တယ်မင်းတို့ကိုမင်းတို့မုအမင်တော့ခေါ်တယ်မင်းတို့ကိုမင်းတို့အီမန်ရှိတယ်လို့မပြောနဲ့မင်းတို့အစ္စလာမ်ရှိတယ်ပဲပြောဟာလေသူတို့တွေဒီအီမန်နှလုံးသားထဲမှာဝင်ပြီးအလာမယုံနေသူတို့ကိုသူတို့အစ္စလာမ်လို့ပဲအစ္စလာမ်လုံးရက်ကိုပဲသူတို့လက်ခံလိုက်တာအဲ့တော့ပညာရှင်များဒီဟာဒီစ်ကိုဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုလဲဆိုလို့ရှိရင်ကျွန်တော်တို့ရိုးရိုးမွတ်စလင်တို့တောင်းတယ်โอเคဒါပေမဲ့အလာယုံကြည်တဲ့တောင်းယုံကြည်တဲ့လူတွေအားလုံးကျွန်တော်တို့ level 3ကိုခွဲလိုက်လို့ရတယ် number 1ကမွတ်စလင်ဒါကလုံးရက်ပဲလို့နံပါတ်2ကလုံးရက်လည်းပါတယ်ဒါပေမဲ့ယုံကြည်ချက်လည်းပါတယ်ပြီးတော့မီးဝကျွန်တော်အားလုံးတေချာစဉ်းစားကြည့်တယ်တကယ်အလာနဲ့အလာရဆူယုံကြည်ရဲ့လူတွေအလကားနေရင်ကုရ်အာန်ကိုဖျက်မလားမသိလို့မေးကြည့် theoretically yes ဒါပေမဲ့တကယ်အပြည့်မှာသူဒီကုရ်အာန်ကိုဖျက်တယ်ဆိုတာကဘယ်လို့မှမဖြစ်နိုင်အောင်အလကားနေပြောတာနော် reason ကျွန်တော်ပြောဟုတ်လားသူ့ကိုဓာတ်နဲ့ထူထားလို့အဲ့ဒါကျွန်တော်ပြောဒါအီမန်မရှိလို့လေအဲ့တော့ is ကုရ်အာန်ထဲမှာလည်းခုနစင်နိုင်ပြောတာလို့ right အီမန်နဲ့အာမန်ကအမြဲတမ်းပြောတာအစ္စလာမ်အာမန်ဝါအမင်စတာဒီဟာလို့အမြဲအာမန်နဲ့အလာဒီကုရ်အာန်ထဲမှာယုံလို့ပဲကျန်တဲ့ကြောက်ပါမယ်လို့မပြောအာမန်လို့ပဲကုရ်အာန်ထဲမှာမပြောအမြဲကုရ်အာန်ထဲမှာတိုက်တဲ့နေရာသွားကြည့်လိုက်အာမန်နဲ့အီမန်နဲ့တွဲထားတယ်အမြဲတမ်းဟုတ်ပြီနော်ဘာဖြစ်လို့လဲဆိုရင်ယဟူနဆရာနီတွေခရစ်ယာန်တွေအတွက်ကယုံလို့ရှိရင်ရပြီ by the way ယုံလို့ရှိရင်ရပြီယဟူဒီတွေကပြောင်းတယ်ယဟူဒီတွေကတော့ရှရီတွေကတော့ကျင့်စဉ်နေပြီပဲယုံစရာမလိုယဟူဒီတွေတွားလို့ရှိရင်ယဟူဒီက
လုံးဝအရင်တော့ဥပဒေအရာသူတို့စီမှာ Qiyamah ကိုသူကယုံကျင်ရန်မယုံကျင်နေအဲ့လောက်တိတ်ရှော့မရှိ okay အမေအစ္စလာမ်ဘာပြောလဲနှစ်ခုလုံးလို့ okay အမြဲဆုံးကအေးဆန်ဆိုတာဒီလူတယောက်ဒီအားလုံးကိုယ်စင်တာကိုယ့်ဘယ်မှာအလားအမြဲ24/7ရှိနေကိုဘယ်လိုနေရှင်းနေမယ်စတာအဲ့ဒီတကွာဒီအဲ့ဒီဇစ်ကအဲ့လိုမျိုးရှိနေတာရဲ့အမြင့်ဆုံးပဲအဲ့တော့တမန်တော်ကြီးအဲ့မှာ level 3ကိုခွဲသွားတယ်ဟုတ်ပြီနော်အဲ့တော့အားလုံးနားလဲစေချင်တာဒီ level မှာကျွန်တော်အရင် advancement သွားချင်တယ်တာမန်လူအနေနဲ့အားလုံးအများစုလက်ခံလို့ရတဲ့ဥစ္စာဒီအမြင်လက်ခံလို့ရတယ် okay မွတ်စလမ်ဆိုတာကအစ္စလာမ်ရဲ့မန်တိုင်အားကိုရှိဟုတ်ပြီနော်မုအမင်ဆိုတာကအီမန်ရှိရဲ့လူဆိုတာကအခုနမန်တိုင်6ခုကိုလက်ခံတယ်လက်ခံပြီးတော့အဲ့ဒီလက်ခံတဲ့အတိုင်းသူတို့နေဒီတိုင်းစိတ်ထားပဲလက်ခံတာမဟုတ်အဲ့လက်ခံတဲ့အတိုင်းသူတို့နေတယ်ဟုတ်ပြီနော်အမြင်ဆုံးကတော့မိုဟစင်ဆိုတာအေဟီဆန်ရှိတယ်အေဟီဆန်ဆိုတာကလုံးဝသူဒီ24/7အလာရှိခဲ့တယ်လို့အမြင်နဲ့နေအဲ့ဒါဒီအမြင်ဆုံးကျွန်တော်အားလုံးအဲ့ဒါရဖို့ကြိုးစားဟုတ်ပြီနော်အဲ့တော့ဒီ level မှာပြင်ကျွန်တော်လာမယ်မွတ်စလင်ကိုတကယ် define ဘယ်လိုလုပ်ရလဲဆိုတော့အဲ့ဒါကျွန်တော်ကအတိအကျမှလာလိမ့်မယ်ဒါပေမဲ့ဆွန်နီပညာရှင်တွေကြားထဲမှာ generically ဆွန်နီမွတ်စလင်တွေကြားထဲမှာဒါဒီမွတ်စလင်တယောက်ရဲ့အတိတ်ပဲနားလည်မယ်နော်အားလုံးဒီ point